Isi osa mueje mueva se tadane pinya ma mueva se ne loka luriga muere lutina pisi osa mashima a mue lutina nyasa bya ye asoma saka jaro pisi osa shira mashira a mue lu ma khaw bu ba ko ma a mue khora ro tada taya le mashi bu ati pinya le mashi bu edi pukko jaro a mue lu khaw deဘာကြောင့်လို့ဆိုရင်တန်တရားမှာဆက်ပြီးမွဲမှာပဲလေတရားလည်းမရှိဘူးပညာလည်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာတရားမွဲပညာမွဲတရားမွဲသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာမွဲအောင်မယ်ပညာမွဲသည့်အတွက်ကြောင့်ထွက်ပေါက်ရှာမတွေ့နိုင်ဘူးအဲ့တော့ပစ္စည်းဥစ္စာမွဲခြင်းမွဲပါစေတရားနဲ့ပညာမမွဲပါစေနဲ့တရားမမွဲဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာမကြခင်ပဲပြည်ပြီးချမ်းသာသွားတဲ့ပုဂ္ဂိုလ်ဖြစ်မှာ